ဒီစားဟုတ်လား ဆောင်းမဟုတ်ဘူးဖေဟိုကလေဆောင်းအသေးလေးလေဖေ အဲ့သမီး ရှင် နေဘာဖြစ်နေရလဲ အဲ့ဒါဘာဖြစ်နေလို့လဲဖေ ဟာနေပုံစံနဲ့နေပြန်ကြည့်ဦး ဘာမှဖြစ်ပါဘူးဖေဆောင်းအသေးလေးသွားရွေးပါဖေလောက်ပါ ဩသမီး ရှင်ဖေ ဟာနိုင်တာဟာပိုဆိုးသွားပြီသမီး ရှင်ဖေ နေဘာဖြစ်နေရလဲ ဘာဖြစ်လို့လဲဖေဟိုဟာ ခုနကတော့တတခါနဲ့သပင်းနေရလဲနောက်မှစီးကြတာအခုဖေဖေနဲ့နေဘလို့ဖြစ်နေတာလဲဟာ ဟိုဟာလေးဖေဟိုဟာကြက်အထက်မှာကြွဝင်နေလို့တမိမောင်းထုတ်နေရဖေ အဝိပုံတွေမှာကြောက်ဝင်နေတာကိုလို့ဆုံးရှုံးမှုများတယ် ရှာပါမယ်ဘာဘူးဖေ ဟာကျွဲ့ ကျွန်တော်ကြွတဲ့ကောင်ပါ ဟာကြီးလာပြီလားကွာ ကျင်းစော့တာလို့ ဟဲ့ရဲဝဲ ခင်ဗျာ မင်းငါ့ကိုဘာလျှောက်ပြောနေရလဲမင်းငါသမီးကိုဘာလုပ်လိုက်သေးလဲ ကျွန်တော်ပါတော့ပုတ်လိုက်တယ် ပို့ဆိုးသွားပြီ